စုကတော့သူမရဲ့ခါးပတ်နှောက်ခန့်ဘက်စတယ်ကိုဝစ်ဆင်လိုက်ပြီးတကယ်ကိုခန့်ညားလှပသွားတာပဲဒီပြိုမေလီရဲ့ကိုလုံးကိုပေါက်ကိုပိုပြီးကြွရွသွားစေတာပေါ့ဒီလိုနဲ့အဲ့ဒီပျော်ရွှင်နေတဲ့သတို့သမီးလောင်းလေးဟာမြို့တဲကိုလှပစွာလမ်းလျှောက်ထွက်လာခဲ့တယ်သူမရဲ့ဂုံယူဝင်ကြွားမှုတွေဟာတကယ်ကိုပြည့်လျံနေတာပဲဘယ်အရာကမှသူမကိုစိတ်အနှောင့်အယှက်မပေးနိုင်ဘူးသူမဟာမြင်းရိုင်းလေးရှိရာကိုတန်းတန်းမတ်မတ်လျှောက်သွားပြီးတစ်ချက်သေးနဲ့ခုန်တက်လိုက်တယ်။အဲ့ဒီမှာတင်စတင်တာပဲ။မြင်းရိုင်းကသူမကိုခါချောက်ဖို့ကြိုးစားပေမဲ့စူးကတော့မကြပဲအပေါ်မှာတင်မြဲပါသွားတယ်။ဘလောက်ပဲစောင့်ဘလောက်ပဲကန်သူမကတော့ကျွမ်းကျင်စွာစီးနှင်းပြနေတော့မှာပဲ။ဒါပေမဲ့ခဏအကြာမှာအဲ့ဒီခါးပတ်နှောက်ခံဘတ်စတယ်ကစပြီးပြဿနာပေးပါလေရော။အဲ့ဒီအဝတ်အစားရဲ့အောက်ကနေပြီးတော့စူးကိုအပေါ်မြောက်တင်ပေးမဲ့အားတစ်ခုဖြစ်ပေါ်လာလေစူးခန္ဓာကိုယ်ကအပေါ်ကိုတဟုန်ထိုးမြင့်တက်သွားတာဟာသူမထိန်းချုပ်နိုင်တဲ့အတိုင်းအတာထက်ကျော်လွန်သွားပါပြီဒီလိုနဲ့စူးဟာကောင်းကင်ပေါ်ကိုဒုံးပြန်တလက်လိုမျိုးပြစ်တက်သွားပါတော့တယ်သူမဟာမြေပြင်ပေါ်ကိုပြန်ကျလာပြီးတခါပြန်ကန်တက်သွားပြန်တယ်နောက်တစ်ခါကောင်းကင်ညံထက်ကိုခုန်တက်သွားပြီးမြို့တစ်ခုလုံးကိုကျော်